BZ4H နဲ့ကျွန်တော်ဒီပန် S07 နဲ့ဆိုဘယ်ဟာရွေးမလဲဆိုပါတော့အဲ့ဒီပန်မှာလေကျွန်တော်တစ်ခါပြောပြရဟိုမှာလေလိုမျိုး steer တိုင်းလှည့်ရတာနည်းနည်းဘာဖြစ်တယ်ညာဖြစ်တယ်ဆိုရင်ကျွန်တော် SS03 တော့ကျွန်တော်ပြောဦးတယ် S7 မှာကျတော့ steer တိုင်းအဲ့ SS03 တော့အများကြီးပို့အဆင်ပြေသွားပြီဒီလားဟိုလိုလေအရင်ကြီးစိုးစိုးဝါမရှိတော့ဘူးပြီးတော့ဒါပေမဲ့တခုရှိတာလေကျွန်တော်ပဲဖြစ်တာလားမသိဘူးเนาะကျွန်တဲ့လူတွေရောဖြစ်လားမသိဘူး steer တိုင်းအဆုံးထိခောက်လိုက်ရင်လေသူကအဆုံးကိုရောက်တာလို့မရောက်တာလို့ပြန်တွန်းညင်တာလို့အဲ့လိုမျိုးလေးမပြတ်မသား feeling တော့ရတယ်ဒီလား S7 မှာလေအဲ့တခုရှိတယ်ပြီးတော့ S7 ဟာ suspension ကပိုပြီး comfort ဖြစ်တယ်ဆိုပေမဲ့လည်းတစ်ခါလေကြာရင်သူကနွဲတယ်ဆိုတဲ့ feeling ရတယ်အဲ့ဟာရှိတယ်အဲ့တော့မောင်းရတာမှာဘာပိုကြိုက်လဲဆိုရင်ကျွန်တော်တို့ BZ4H ဆိုအများကြီးပိုကြိုက်တယ်အဲ့ကနေစီရှင်းမောင်းရင်ပေါ့နော်ဒါဟို control လုပ်ရတာလေးတွေအဲ့လိုဟိုပါပေါ့နော် suspension အကျလေးတွေဆိုရင်ကျွန်တော် BZ ကိုကျွန်တော်ပိုကြိုက်တယ်ပေါ့နော်ကျွန်တော်လေ BZ4H ဆိုကျွန်တော်တစ်စီးပဲမောင်းခဲ့ဘူးလားအဲ့ဒါလည်း all-wheel drive ဖြစ်နေတာ GC all-wheel drive အဲ့တော့အဲ့ all-wheel drive ပို့လို့လည်းပိုမောင်းကောင်းနေဖြစ်နိုင်တယ်ဗျာဒီလားဒါပေမဲ့ S7 ရဲ့အဲ့ဟိုပါပေါ့နော်မောင်းရတဲ့ဟာညံ့နေရလားဆိုရင်အဲ့လိုတော့မညံ့နေဘူး S7 ထွက်နေသူတော်တော်လေးတော့မောင်းလို့ကောင်းတယ်တချို့ဆိုရင်ဒီ S7 ကိုပိုကြိုက်တဲ့လူတွေတော့ရှိရင်ရှိအောင်ပါရဲ့အဲ့ဒါကြတော့အကြိုက်ပေါ်မူတည်မယ်ထင်တယ်ဒါပေမဲ့ S7 ကလေBZ ထက်သူကအတွင်းကန်းကြတော့ဘာမှမဆိုင်လောက်အောင်တာတယ် S7 interior လေဟိုလိုလေအရင်လက်စီဖြစ်နေရမဟုတ်ပေမဲ့လေ BZ နဲ့ရှင်တော့ကျွန်တော်ပြောမယ်ဘာမှမဆိုင်ဘူးအများကြီးပိုကောင်းတယ်BZ က interior ဟိုလိုဝဲဆွဲနေရဗျာတအားချတာပဲကျွန်တော်အမြင်ပေါ့နော်ကျွန်တော်နဲ့အမြင်တူချင်မှတူမှာပေါ့ဒါပေမဲ့ကျွန်တော်အမြင်မှာတော့တော်တော်ကိုချတယ်လေသာတွေကလည်းတကယ်ကိုဗျာမပြောချင်တော့ပါဘူးကျွန်တော်လည်းခဏပြောနေတာဆိုတော့ပြီး plastic quality တွေရောမောင်းလို့တော့တော်တော်မောင်းလို့ကောင်းတယ်ဒါပေမဲ့ interior quality ကတော်တော်ကိုကျွန်တော်အတွက်ကိုဟိုမဖြစ်နေဘူးဟို leather quality ထိုင်ကုန် quality တွေ material quality တွေအဲ့လိုအသေးစိတ်တွေရာရှာကျွန်တော်ပြောမယ်အဲ့ BZ ရဲ့အတွင်းကန်းကိုလိုက်ကြည့်လိုက် S7 ကိုရှင်းနိုင်တာတခုမှမရှိဘူး S7 တအားကောင်းနေရမဟုတ်ဘူးနော်ဟိုကောင်အောင်တော်တော်ကိုဟိုဟာဖြစ်နေတာပြောတော့ S7 BZ4H တဲ့နည်းနည်းတာတာဘာလဲဆိုတော့ BZ4H ကတော်တော်များများ 2-wheel ဖြစ်မယ်ထင်တယ်ပြီးတော့ BZ4H 2-wheel တွေကသူကရှေ့သွဲဖြစ်သွားမှာတိလား S7 ကကြောက်သူက rear drive အဲ့ကြတော့ဒီကောင်အဲ့ဒါလေးမှလည်းဒီပေကပို့သားတယ်နောက်ဆွဲရတယ်ဗျာတိလားပြီးတော့ဒီက S07 က SKD ဝင်တယ်အဲ့တော့ SKD quality ကျွန်တော်သွားကြည့်တော့လဲ CPU နဲ့ဘာမှသိမကွာဘူးမကွာသလောက်ပဲတော့2000လောက်ပါဗျာတိလားကအရင်ရေးပြောရအောင်ကျွန်တော်ပြောစိတ်အောင်ထုတ်သေးနေပဲကျွန်တော်ပြောရမှာဟုတ်နော်အဲ့တော့အဲ့လောက်မှဆိုရင်ကျွန်တော်မှတခြားလေကျွန်တော်လာမေးရဲ့အသိတွေဘာညာဆိုရင်လေကျွန်တော်လည်းဒီ S07 ကိုပဲဟောပေါ့နော်ညွှန်ပေးလိုက်တာများတယ်ဘာလို့လဲဆိုတော့ကျွန်တော် BZ ကိုမကြိုက်လို့မဟုတ်ဘူးဒါပေမဲ့ BZ ဒီဘာမဆိုင်ညာမဆိုင်ဈေးကတအားမြောက်လုံးတယ်နေထိုင်ဈေးတအားမြောက်တယ်ပြီးတော့ service center ကျွန်တော်လည်းရေရှည်မှနည်းနည်းလေးသိတာကတကယ်ချင်းဒီ service center လာမင်းကျွန်တော်လည်းဘယ်ညွှန်လို့ညွှန်မှမသိဘူးဝယ်တဲ့လီစီပဲပြန်ပေးလိုက်ပေါ့နော်သူတို့ကလည်းရန်ကုန်ကဝယ်တာဆိုတော့မန္တလေးမှာဆိုရင်ကျွန်တော်နေဘက်ပေါ့နော်အဓိကတော့အဲ့ဘက်မှာဆိုရင်အသေးဖွဲလေးတွေပေါ့အကြီးမှတော့မဖြစ်ပါဘူးသိရမလားဘက်ထရီလဲရမယ်ဘာညာဆိုရင်ဘယ်ဝရှော့ညွှန်လို့ညွှန်မှမလည်းမသိဘူး S7 တော့ကျွန်တော်ပြောမယ်ဟိုခြံကန်းဟိုမြန်မာသွားလိုက်ဒါဆိုတော့သူအကုန်ဆင်ပြေသွားမှာအဲ့တော့အဲ့ဒါတွေမှလည်းသူကဒီပဲတာတယ်ဒီလို S7 ဒီဘလို့ BZ4H ကိုရှင်လို့မရတဲ့နေရာလေးတွေရှိပေမဲ့ BZ4H တဲ့တချို့နေရာလေးတွေမှာတော်တော်များများမှာသူကပို့သားတယ်အဲ့တော့ကျွန်တော်လည်းနောက်ပိုင်းကျတော့ဟိုကျွန်တော်ကိုယ်တိုင်လည်းဘာဝယ်မလဲဆိုရင်ထားပါ BZ ကိုကြိုက်ပေမဲ့ကျွန်တော်လည်း S7 ကိုပဲကျွန်တော်ရွေးဖြစ်မှာစိတ်ချလက်ချစေးလက်စီးလို့ရတယ်ဟလားအတွင်းကန်းလည်းကောင်းကောင်းမွန်မွန်ရသေးတယ်ဗျာကားတစ်ချိုင်းလည်းလှတယ်ဗျာသိလားမောင်းလို့လည်းသူကောင်းနေရပဲဗျာအကုန်လုံးသူအဆင်ပြေတယ် range လည်းတော်တော်လေးအဆင်ပြေတယ်ဟလားနောက်ဆွဲလဲရတယ်အဲ့တော့ဒီ2000လောက်မှာကျတော့ဒီကားပဲဝယ်ရရှိတယ်အဲ့ကောင်တကယ်ကိုလေသူ့စီးတဲ့နဲ့သူမှာတော့အဲ့ S7 ကရွေးတင်ဆုံးပဲကျန်တဲ့ကားတွေကျွန်တော်မျက်စိအသိမတွေ့ဘူးပဲဒါလည်းကျွန်တော်အမြင်ပေါ့နော်ဘယ်ဟာရွေးတင်လဲဆိုရင်ကျွန်တော်ဆိုရင်တော့ S7 ကိုပဲပို့ပြီးအားပေးတယ်အမြင်မတူလည်းရှိမှာပေါ့နော်အဲ့တော့အဲ့လိုတကယ်စီးနေတဲ့လူတွေမှလဲလေသိလားထားပါတော့ဘေးကားကိုပို့ကြိုက်လဲပေါ့တကယ်လက်ရှိစီးနေတဲ့လူတွေလေဒါမှမဟုတ်ဝယ်ဖို့စဉ်းစားနေတဲ့လူတွေလဲလို့ဘေးကားကိုပို့အားတာလဲပေါ့ကျွန်တော်လည်းအဲ့ဒါစဉ်းစားနေတာဘေးကားကိုပို့ရွေးချင်လဲပေါ့နော်ဒီနိုင်ငံမှာ